ကိုကိုစကားနားထောင်မယ်မို့လားပြီးတော့ကိုရှာနေရမင်းအတွက်ကြီးပဲလေအဲ့တော့မလုပ်နဲ့တော့ချင်းအောင်ကျွန်တော်ကိုရဆူချလိုက်တယ်ဒီလေဒီလေဆိုစိတ်လဲတော့တော့မပြောနဲ့တော့သူတွေးတက်သွားလိမ့်မယ်ခေါင်းမချော်နိုင်ဘူးလားကိုရှော်ပေးမယ်နောက်နေ့ညတော့ပွဲလို့ဖို့ကိုကစဉ်းစားရတယ်ဘာဖြစ်လဲအရှိဆုံးမှထိုင်ပြီးတော့မင်းသားကိုနှောင်းနေတယ်မမတော့ကြည့်ပြောနေတယ်ကဲဟိုးနောက်မှာချစ်ဆုံးတွေမင်္ဂလာပါအရှိကကျွန်တော်ချစ်ဆုံးတွေမင်္ဂလာပါကျွန်တော်မနေ့ကပြောခဲ့သလိုပေါ့နော်ဟိုးနောက်ကကျွန်တော်ချစ်ဆုံးတွေလူချင်းဝင်းနေပြီမဲ့မောင်လေးပြောဖို့ချင်ပါဘူးအရှိကနေလည်းကြိုးမပိတ်နေတယ်ကျေးဇူးများကြီးတင်ပါတယ်ဗျာချစ်တယ်ကွာမိသားစုတွေဟုတ်လားဗျာဒီမှာလဲလားတကယ်လဲလားတောင်းဝေယူမလားပြီးရောကရာလေးနော်ဟုတ်တယ်ဒါဘယ်သူမှမပေးတယ်ပြီးတယ်ကလေးကမရဘူးလို့ပြောတယ်ဆိုတော့နော်တကယ်လည်းမရဘူးနော်ဆောင်းတဲ့အုပ်ထုတ်ဖေးလေးကဆောင်းတဲ့အုပ်ထုတ်လားကလေးကမရဘူးလို့ပြောတယ်နော်မတန်းညွန့်လုံးဆက်တစ်ချင်းမဟုတ်သေးမပြန်သေးလို့ပြန်ထား